1940ခုနှစ်တွင်ဂျပန်တွေကမြန်မာနိုင်ငံကိုဝင်ရောက်သိမ်းပိုက်ပြီးနောက်ဂျပန်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့မတ်စတာကသူ့ရဲ့လက်ထောက်စကားပြန်နဲ့တပည့်နှစ်ယောက်ကိုရွာမှာရှိတဲ့မတ်ကြပြူလေးကိုအာဓမကျင့်ဖို့အတွက်သူ့ရဲ့လက်ထောက်နဲ့တပည့်တွေကိုလွှတ်လိုက်ခဲ့ပါတယ်။တန်ကြောင်ဟိုက်စခွင်းနဲ့ကြပြူလူဖီဆိုလိုဥဆုပ်စန်ဂျီချော့ပါနာမီရိုဘီဘရောကိုမနိုဟောမျိုးတော့ငါပြနောက်လာခဲ့ဆရာမျက်နှာကိုမကာနဲ့နောက်နဲ့ဆိုငါပြနောက်လာခဲ့ကြီးတယ်မကြီးရဘူးဟဲ့မင်းတို့တော့မာစတာပြောတယ်ရွာတွေကကြာပြီကောင်မလေးတက်ဖန်းလာခဲ့တဲ့ငါမင်းတို့တော့ဖန်းလို့ရလို့ရှိလို့ရှိရင်မင်းတို့ကိုလည်းစုချမယ်လာမင်းတို့တော့ကောင်နဲ့ငါတို့နဲ့တွားမယ်ဟိုက်မာစတာအရင်တော့မတော့ဟိုက်တစ်ဖက်မှာလည်းမတ်ကြပြူကမကြာမီလက်ထက်တော့မဲ့သူ့ရဲ့ကောင်လေးမောင်တန်ချောင်းနဲ့ချစ်ရလူးနေပါတယ်ကိုတန်ချောင်းရေဗျာညီမဘယ်တော့လာတင်တော့မှာလဲဩညီမရဲ့ကိုလာတင်တောင်းမှာပေါ့ညီမကိုတုတ်ခွင့်ပေးတဲ့နေ့ကျရင်ကိုလာတင်တောင်းမှာပေါ့ဟာအကိုကလေဟာသက်စကားမပြောနဲ့လေဩကိုကစတာပါညီမရဲ့ဒီလိုဂျပန်ခိခါလာမှာညီမလေးဂျပန်နေလာဖမ်းသွားပြီလို့ဩလွယ်လေးပဲညီမရဲ့လိုက်ပါညီမရဲ့ဟာကိုကလေဟာသက်စကားမပြောနဲ့လေဂျပန်နေညီမလေးလာဖမ်းသွားရင်ကိုဘလို့ကောက်ွယ်ပါလဲဩလွယ်လေးပဲညီမရဲ့အကိုကနုံးသုံးပါပေါ့ညီမရဲ့မောင်တန်ချောင်းနဲ့မကြပြူတို့နှစ်ယောက်ချစ်ရလူပြီးမောင်တန်ချောင်းကမကြပြူလေးကိုအိမ်ပြန်ပို့ခဲ့ပါတယ်ကိုဟာဆိုဒီလောက်ကိုညီမလေးအဖေနဲ့မေစူတော့ပဲညီမပြန်တော့မယ်နော်ဟုတ်ကဲ့အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်လုံးဝမထင်ထားတဲ့သူတို့နှစ်ယောက်အတွက်ကံကြမ္မာဆိုးကြီးဝင်လာခဲ့ပါတယ်ဟဲ့ဟိုမှာမာစတာဖန်ခိုင်းတဲ့ကြာပြူမဟုတ်လားဟိုက်ဝါတဖန်ဝါဟိုက်ကျေးဇူးပါလို့ဆက်ကျေးဇူးပါဟဲ့အောင်မင်းငါကြာပြူလွတ်စမ်းစောက်တော့မကြလဲကောင်းလေကွာအဲ့မပြင်းနဲ့ပြင်းကြာပြူကိုတန်ချောင်းကြာပြူကြာပြူကြာပြူဟာတော့တွားပြန်မယ်မစာကြီးတွားမယ်မင်းတို့ငါကြာပြူတက်တဲ့ကောင်လေးမစတာတိုချီဘာဟီတာချီရှားဟွန်ဒါဆူဇူကီမီဆူဘီရှီတိုယိုတာအယိနမတိုယာဟာမစတာနန်ဒက်စခွိုင်းနဲ့ကီမီချီမင်းတို့ကောင်မျိုးကတနက်တော့သုံးစရာမလိုဟွန်းငါရဲ့တိုင်ကွန်းနဲ့ပဲဝါဟူဟာဟေးဟာဟာဟာချွတ်ဟာတူရကီမိုရကီဆူရကီယာရှမ်းမနဂါမကလားအမြော်ကေးမင်းကြောက်ကြာပြူတေးရတာမင်းငါတနက်နဲ့ပြစ်မယ်အဲ့အောင်တနက်ဒီလိုပြရလားလေအော်မှားပါလို့နောက်တစ်ခေါက်ပြန်စမယ်မင်းကြောက်ကြာပြူတေးရတာဟာကြီးကုန်သွားပြီမင်းတို့ကောင်မျိုးကငါဓာတ်အောင်သုံးရမလို့ချစ်စရာလေးကွယ်ကိုကလည်းအဲ့ဒီအချိန်လေးမှာမာစတာနဲ့မောင်တန်ချောင်းလုံးဝမထင်ထားတဲ့အရာလေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်music လင်းယူမယ်မင်းရဲ့ဒီလင်းမရရင်တာတော့တင်မယ်နောက်ဆုံးမှာဇလန်လေးကတင်ချင်းတယ်လို့မဖြစ်လာခဲ့တော့အခါမတ်စတာနဲ့မောင်တန်ချောင်းတို့နှစ်ယောက်တယောက်ကိုတယောက်မြတ်တာတောင်းဝင်ပြီးနင်ပြီးရင်ငါပြီးရင်နေဆိုပြီးတဘွားစာအတူတူပေါင်းတင်နေထိုင်ခဲ့ကြပါတယ်အဲ့ဒါကြောင့်ပြောထားတာပါတခါတလေလောကကြီးဟာတင်ချင်းတယ်လို့မဟုတ်ပါဘူးတင်းရဲ့ချစ်သူဟာတင်းရဲ့ရန်သူဖြစ်သွားနိုင်တယ်လို့တခါတလေကြာရင်လဲတင်းရဲ့ရန်သူကလည်းတင်းရဲ့ချစ်သူဖြစ်သွားနိုင်ပါတယ်